ဂျိုဂျိုဟော့ပေါ်ကလေဖက်နဲ့ကျိန်ဆားဆားဘယ်တော့မှမရိုးသလိုပဲအမြဲတမ်းဂျိုဂျိုဆိုရင်လေသွားစားဖြစ်နေကြအခုမြောက်တကုံမှာဆိုင်အသစ်ဖွင့်လာတော့ပန်းကတော့လေဂျိုဂျိုဆိုရင်မြောက်တကုံဆိုင်အောင်ပဲပြေးပြီးတော့စားလိုက်တာပဲဆိုင်ခွဲထဲမှာဆိုရင်မြောက်တကုံဆိုင်ခွဲကအကျယ်ဆုံးလို့ထင်တယ်နော်ပန်းထင်တာကိုပြောတာနော်ပန်းတော့မြောက်တကုံဆိုင်ခွဲကိုအကျယ်ဆုံးလို့ထင်ပါတယ်ဒီနေ့ဆိုလည်းညဘက်ကြီးမှရောက်လာညဘက်ကြီးဆိုဝိုင်းမဆောင်ရအောင်ထင်တာညဘက်တော်တော်နောက်ကျနေပြီဒါပေမဲ့လည်းရောက်လာတော့ဝိုင်းဆောင်ရပါတယ်ပြီးလို့ရှိရင်တော့ပန်းတို့ဒီနေ့ကကျတော့မိသားစုလိုက်လာစားတာပေါ့နော်အိမ်ကမောင်နှမတွေရောအဖေမေတွေရောပါပါတယ်ဂျိုဂျိုဆိုရင်လေဘယ်တော့မှမရိုးသွားနိုင်ဘူးစားတော့ဗီဒီယိုလေးတင်နေတခုလောက်တော့မေးဦးမယ်ဖတ်ထမင်းပေါ့နော်ဖတ်ထမင်းဘယ်ဆိုင်ကောင်းလဲမသိဘူးပန်းအခုတလောလေဖတ်ထမင်းရမ်းစားကြနေတာဒါပေမဲ့ဆိုင်ရွေးရလဲအရန်ခက်နေရဲ့အဲ့တော့ဖတ်ထမင်းစားကောင်းတဲ့ဆိုင်လေးရှိရဆိုရင်လေနည်းနည်းလောက် share လေးလုပ်ခဲ့ပေးပါအောင်နော်။ပန်းလည်းသွားစားပြီးရင်ပြန်ပြီးရော share လေးလုပ်ပေးပါမယ်။စကားမဆက်ဂျိုဂျိုကဖတ်ထုတ်ကြော်လဲအရန်စားလို့ကောင်းပါရဲ့ရှင်။အကောင်လုံးစားလို့တောက်လို့ပြီးသွားပြီဆိုရင်တော့အိမ်ပြန်ပါတော့မယ်။အဲ့တော့ဖတ်ထမင်းမေးထားတာလေးကိုသိရဆိုရင်ဖြည့်ပေးကြပါဦးနော်။